ကိုသိမှာကြည်လင်ပြတ်သားတဲ့မြန်မာစကားကိုပြောနိုင်တဲ့ညီလန်းရှိတယ်။မသိရင်ဗီဒီယိုကြည့်ပါကိုကိုရန်ကဗီဒီယိုမှာတေချာပြောထားပါအဲ့လိုအားဝင်နေတာပါအဲ့တော့ခုနဗီဒီယိုမှာတိုင်းဟို Google ဗီဒီယို2.1နဲ့ဟိုမြန်မာလိုဒီတသားနဲ့မှုဖြစ်တဲ့ဒါတော့ဒီဖော်လို့ရညီလန်းရှိနေပြီဆိုတော့သိပါလားဒီFull HD အထိကျွန်တော် HD လုပ်လို့ရတယ် HD ထုတ်လို့ရတယ်ပေါ့နော်My work is easy because I use it. Here's how AI saves me hours. It automatically prioritizes my tasks so I can focus on what's important without wasting time on something else. I can ask Brain about documents, get Brain to get ideas, and questions are original comment and line မေးတော့ကြိုးပဲ No အဲ့တော့ကျွန်တော်တို့ညရပြပါမယ်တကယ်ပုံနဲ့မြန်မာလိုလို့တော်တော်လေးအဲ့ဒီတော့ထုတ်လဲပေါ့နော်အဲ့တော့ဒီ project ကိုပါမယ် Okay ဒီမှာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်အဲ့တော့ဒီပုံမှာဘာလို့လဲဆိုတော့ test video စာနေပြီးကိုကြောင်းတာလေးရတယ် frame video ကတော့ကျွန်တော်ပုံလေးနော်ကျွန်တော်ပုံကိုယ့်ရဲ့ထုတ်ထားပြီးရင်ပုံလေးကို video ကြောင်းမယ်အဲဒါမှမဟုတ် test image လေးသွားတဲ့ပုံစံလေးကို transition လုပ်မဲ့ video လေးလုပ်ချင်တာဒါမှမဟုတ် ingredient to video ကတော့ကျွန်တော်တို့ကဒီ ingredient လေးတစ်ခုခုပေါ့နော်ကျွန်တော်ရဲ့ Coca-Cola အိမ်ကြီးတွေCoca-Cola ဆိုရင် Coca-Cola အဲဒီကျွန်တော်တို့ပုံလေးဖတ်နေမှာနော်ဟိုပုံလေးတွေထည့်ပြီးတော့ video တစ်ခုကြောင်းပြီးအောင်နော်ဟိုကျွန်တော်ပေါင်းပြီးစီးပြီးဒီ video ကိုလုပ်တော့ဒီကလုပ်တဲ့အားကိုကျွန်တော်အားတက်ပုံလေးတွေ create image နော် create image ကကျတော့ကျွန်တော်ပုံပေါ့နော်ဒီ nano banana image model ကိုပုံထည့်ပြီးရတဲ့ဟာပေါ့နော်ဟိုစာလေးဒီ file Gemini မှာမျိုးနေကြလို့ပဲဗျာပုံလုပ်တာပေါ့နော်ပုံလုပ်တာလုပ်ပြရတယ်အဲ့တော့ပုံလုပ်မလား video လုပ်မလား video ရှင်းလုပ်မလား anything you can create on flow so okay အဲ့တော့ကျွန်တော် video တစ်ခုတိုင်းလုပ်ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော် video တော့တစ်ခုပေါ့နော်ကျွန်တော်ရှင်းပြရOkay အဲ့တော့ဇာတ်ဒီဇာတ်တော့မောတယ်ဒီရကျွန်တော်ဒီပါတော့တော့တခုကျွန်တော်အဲ့တော့ငါဆိုရေးရမယ်ဗီဒီယိုလောက်မယ်ဆိုတော့ဒီချက်ကိုဆေးတော့နော်မပြောတော့ငါတော့ဒီကဒီတက်တဲ့ငါလိုဘယ်လိုပြန်လုပ်လဲဆိုတော့ဒီပေါ့နော်အဲ့တော့ဒီတော့ကျွန်တော် forget ချက်မှာတော့လိုက်ပြီးတော့ဆေးတော့ဒီမှာလိုရေးရတယ်တစ်စိတ်ချင်းရေးရတယ်ဒီဗီဒီယိုရှင်းတာပြောရဲဗီဒီယိုလေးပုံစံนี้ပေါ့ဗျာဟိုမှာတစ်စိတ်ချင်းနဲ့ဒီဒါပေါ်မှာဒီရေးလိုက်ကြတော့ဒီလိုကြည့်လို့ရတယ်ဒီလိုရေးလိုက်ရတယ်ပါတယ်နော်ရေးလိုက်တယ်အဲ့မှာဒီကဒီလိုပြီးမှ AIB လို့ပြောတဲ့ဗီဒီယိုဒီ background image သုံးမျိုးရေးပြပါစကလုံးက image ကိုထည့်ရေးပြပါလို့ကျွန်တော်ရေးလိုက်တယ်ပေါ့ဒါတော့ image ကိုထည့်ကြည့်ပြီးသုံးလိုက်ရတယ်ဂျမန်သုံးလိုက်ရတယ်တက်လို့ရေးလို့ရတယ်ပေါ့နော်ကျွန်တော်ကမတိသေးတဲ့လူတွေ basic သမားတွေအတွက်ဒီစားကပြန်ပြီးတော့ Okay အဲ့တော့ခဏဆောင်နေတော့ခဏဆောင်နေတဲ့အတွင်းမှာခဏဆောင်နေတဲ့အတွင်းမှာကျွန်တော်ဒါလေးပြန်ရှင်းပြမှာပေါ့နော်အဲ့တော့ဒီမှာပြင်ဘာလို့ရလဲဆိုတော့ setting မှာဒီ landscape ပေါ့နော်ကျွန်တော် YouTube site လုပ်မလားဒါမှမဟုတ် portrait အော် TikTok reel ဆိုတာအဲ့ site တွေအဲ့ဒါတွေလုပ်မလားပြီးရင်ကျွန်တော်တို့ဒီမှာပုံမှာကောင်းတာတစ်ခါပေါ့ထည့်လိုက်ရတယ်ဗီဒီယို၄ခုအများဆုံးထုတ်ပြီးအဲ့တော့တစ်ချိန်တည်းမှာဗီဒီယို၄ခု output ပေါ့၄ခုကြီးရတယ်ဒီ algorithm မှာမိုက်တယ်ကဒီ video preset ကို video credit ကြာpro မှာဆိုရင်ကျွန်တော်ထင် credit 20ပုံမယ်ဒီ video ကဝင် up problem 0 credit ဆိုတော့အဲ့လိုဆိုတရားလို့တရားဆုံးတာ video ရှိရပဲလုံးမှာစိတ်ကြိုက်လို့ရတယ်အဲ့တော့ video က1 quality ဆိုတော့တော့တရား credit ပုံနော်အဲ့တော့ကျွန်တော်ဒီမှာokay ကျွန်တော်ကတော့ credit တွေပြောနေဆိုတော့ quality နဲ့ပဲကျွန်တော်စမ်းပြလိုက်ပါတော့။ Okay ဆိုတော့ခုနက prompt လေးရလိုက်ပေါ့နော်။ဟုတ်ပါပြီ။ Okay ဝေချက်ကတော့လုပ်တယ်။ Okay တော့ကျွန်တော် CC way 3မိနစ်နေတော့ကျွန်တော်တစ်ခုပဲကျွန်တော်တွေးလိုက်ပြီပေါ့နော်။